လိုက်ကKTV လဲသွားခဲ့မိတာကျွန်တော်အိမ်မှာတလားသာငွေတွေလဲဖြုံးခဲ့ဖို့ဗျာအပြီးတတ်တော့ကျွန်တော်မှာခုမရတဲ့ဝိညာဏတွေပါလားမရသည်တော့ကျွန်တော်ပြင်ကိုရောက်တာအမှန်ကိုမချစ်ရင်ထင်ရဆိုင်မိတဲ့ကျွန်တော်မှာဘဝနောင်တတရားကိုနောင်ခါမရခဲ့ဖို့ဗျာခုမရတဲ့ယောဂပြုသမျှအတွက်ရင်မနာခြင်းလားကျွန်တော်ဘဝကမပြေသာနိုင်ဖို့ဗျာကျွန်တော်အိမ်ကမရကျွန်တော်ကိုပြစ်တာအကြီးကျန်ကကျွန်တော်တယောက်တည်းပေါ့ဗျာကျွန်တော်မှညာတိုင်းအိမ်မပြောလေတိုင်းအချိန်ချင်းဖမှန်တွေးကြည့်တဲ့အခါအမှန်ကိုသိလား KTV ကချောလာလေးကိုခဏဖုံမွန်တွဲတာတာယာခဲ့မိတဲ့ကျွန်တော်မှကူမရတဲ့ယောဂအခုဘဝအတွက်တကယ်ကိုရင်နာစရာပြုသမျှရဲ့ခံကြမှာတွေပေါ်ဗျာ